အားလုံးပဲမင်္ဂလာပါဗျအခုကျွန်တော်ပြောပြချင်တာကတော့ဒီကျွန်တော်တို့နိုဝင်ဘာလမှာကျင်းပမဲ့ဒီ AFC Women Champion League ပြိုင်ပွဲရဲ့ပွဲစဉ်အချိန်နဲ့နေ့ရက်နဲ့ကံမဲ့အချိန်လေးကိုပြောပြချင်လို့ဖြစ်ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံကိုစားပြု ISB အသင်းကတော့ဒီအုပ်စုချက်ဖြစ်တဲ့တောင်ကိုရီးယားနိုင်ငံကိုစားပြုစူပန်မျိုးသမီးမြောက်ကိုရီးယားနိုင်ငံကိုစားပြုနာဝေယန်မျိုးသမီးတို့နဲ့အတူဒီဂျပန်နိုင်ငံကိုစားပြုဒိုဂျိုပါဒီဗလီသာအသင်းလုံးနဲ့ကြာရောက်နေရလဲအားလုံးသိပဲဖြစ်ပဲပေါ့နော်ကျွန်တော်သိထားရတဲ့ဝဲစဉ်ကံမဲ့နေ့ရက်ဒီနဲ့အချိန်တရားကိုကျွန်တော်ပြောမှဖြစ်ပါတယ်ဒီ group C မှာဆိုရင် ISB အသင်းကနိုဝင်ဘာလ9ရက်နေ့မှာတောင်ကိုရီးယားနိုင်ငံကိုစားပြုစူပန်မျိုးသမီးအသင်းနဲ့ညနေည9နာရီအချိန်မှာကံမယ်လို့သိရတယ်ပေါ့နော်ဒုတိယပွဲစဉ်အဖြစ်ကတော့ဒီဂျပန်နိုင်ငံကိုစားပြုဒိုဂျိုပါဒီဗလီသာအသင်းနဲ့ညနေ3နာရီအချိန်မှာကံမယ်နောက်ဆုံးပွဲစဉ်ပေါ့နော်အုပ်စုနောက်ဆုံးပွဲစဉ်ကိုတော့ဒီမြောက်ကိုရီးယားနိုင်ငံကိုစားပြုနာဝေယန်အသင်းနဲ့ပေါ့နော်15ရက်နေ့မှာည9နာရီအချိန်မှာကံမယ်လို့သိရတယ်ပေါ့နော်ဒီနေရာမှာတစ်ခုပြောစရာရှိတာက ISB ကံရမယ်ပွဲချိန်တွေပေါ့နော်ပွဲချိန်ကည9နာရီနှစ်ပွဲပါတယ်ဗျာဒီနှစ်ပွဲပေါ့နော်ည9နာရီကံမယ်နှစ်ပွဲကကွင်းတွင်းဝင်ရောက်ကြည့်ရှုတဲ့ပရိသတ်ဝင်ရောက်မှုကနည်းသွားမယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ည9နာရီမှကံမယ်ဆိုရင်ကျွန်တော်တို့9နာရီလောက်မှပြီးမှလေပွဲကဒီတော့တချို့အစင်မပြေတွားရေးလာရေးအစင်မပြေရဲ့ပရိသတ်တွေရှိနေမယ်ဗျာ။ပွဲချိန်အတိအကျကတော့ကျွန်တော်တို့ဒီသက်ဆိုင်ရာအသင်းတွေရဲ့ official page ဟန်ရင်ပြီးတော့ကြေညာမှပဲကျွန်တော်တို့သိရမှာပေါ့နော်။ AFC Women Championship ရဲ့ဒီလက်ရှိချန်ပီယံကဝူဟန်ဂျန်တာအသင်းဖြစ်တယ်ပေါ့နော်။ဝူဟန်ဂျန်တာအသင်းကမနစ်ကမဲဘုံစီတီအသင်းကိုပွဲချိန်တွန်းမှာ1-1တည်ကြပြီးတော့ဒီပင်နိုင်ရေးဆုံးဖြတ်မှာတော့4-5 ဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိသွားတယ်ပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ